အားလုံးပဲမင်္ဂလာပါဒီကနေ့ကတော့မတို့ lesson 3เนาะအခန်း3ရဲ့ခေရောရှိလို့ပြောတယ်နာမဝိသေသနာရဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့လေ့လာတော့မှာပဲဖြစ်ပါတယ်ဒီကနေ့လေ့လာရမှာဆိုရင်ထုံးစံတိုင်းပဲခန်းကြီးရ10လုံးရှိပါမယ်ဒီ10လုံးကတော့ရှေ့ခန်းမှာလေ့လာခဲ့တာကတော့မတို့စန့်ကျင်ဘက်စကားလုံးတွေကိုလေ့လာခဲ့တယ်ပေါ့နော်ဒီမှာတော့စန့်ကျင်ဘက်စကားလုံးတွေမဟုတ်ဘူးတူတီးတဲ့အတိတ်ပဲဖော်ဆောင်တဲ့နာမဝိသေသနာတွေကိုလေ့လာတော့မှာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ဒီနာမဝိသေသနာတွေကိုလေ့လာတော့ကြရအောင်နံပါတ်1ပထမဆုံးဒီကနေ့လေးလာမှာတော့အားလုံးခဏပေါ့နော်ဈေးတော့ဝယ်ရဆိုရင်မတို့ဒီရဲ့စကလုံးလေးပါတဲ့ဟာကိုရှာပြီးတော့ဝယ်ကြပါနော်ဘာဖြစ်လို့လဲဆိုတော့အထူး short ဈေးတို့ဘာညာတို့မှာတုံးတဲ့တုတ်ခုပဲစမှာတုံးတဲ့တုတ်ခုဆိုတဲ့စကလုံးလေးနဲ့ပတ်သက်ပြီးတော့လေ့လာပေးရမှာပဲဖြစ်ပါတယ်တုတ်ခုပဲစခါကခုဆိုရင်ဒါအထူးဈေးနှုန်းအထူး short ဈေးတို့ပါလို့ဆိုရင်လေတုတ်ခုပဲစ discount တော့ဆိုပြီးတော့အဲ့လိုမျိုးလေးရေးထားတယ်ပေါ့နော်ရေးထားတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတုတ်ခုပဲစရဲ့တုတ်ခုဆိုတဲ့ကောင်လေးကိုလေ့လာမှာပဲဖြစ်ပါတယ်သူကကြတော့အမတို့ဒီခွန်းရောင်မီအနေနဲ့ဆိုရင်တုတ်ခုပဲစနာအထူးဖြစ်သော special ဖြစ်သောဆိုတဲ့အဓိပ္ပာယ်ဆောင်နေပေါ့နော်။အုံးရောင်မီအနေနဲ့ဆိုရင်တုတ်ခုလို့လည်းဖတ်တယ်တုတ်ချီဆက်အသေးလေးနဲ့ပေါ့နော်တုတ်ဆိုပြီးတော့လည်းဖတ်တယ်။သူ့ရဲ့ဆွဲချက်ကတော့အမတို့10ချက်ရှိတယ်။သူကခန်းကြီးရဲ့ဘယ်ဘူရှူးမျိုးစားထဲမှာပါလဲဆိုရင်ဒီခန်းကြီးလေးကိုခွဲကြည့်လိုက်ပါ။ခွဲကြည့်လိုက်တဲ့အချိန်မှာသူဒီဥရှိလို့ပြောတဲ့နွားခန်းကြီးပေါ့နော်။နွားခန်းကြီးလေးဖြစ်တဲ့အတွက်ကြောင့်သူ့ရဲ့အမျိုးအစားကဘယ်ထဲမှာပါလဲဆိုဂူဘူးနွားကိုအမတို့အုံးရောင်မီနဲ့တန်ထွန်းဘယ်လိုထွက်လဲဂူလို့ထွက်တယ်လေအဲ့တော့ကျတော့ဂူနိခုမှာပါတယ်ဂူဟုတ်တယ်နော်အဲ့တော့ဂူပုထဲမှာပါတယ်ဂူပုထဲမှာပါပြီးတော့ကျတော့သူ့ရဲ့အတန်ထွက်ကိုကျတော့ဘယ်လိုဖတ်လဲဆိုဥရှိလို့ဖတ်တယ်ဒါမှမဟုတ်ဥရှိဟန်လို့ပြောတယ်ဒီဘက်မှာဘယ်ဘက်ချမ်းမှရှိတွေ့ကြပါတော့ဥရှိဟန်လို့ဖတ်တယ်အဲ့တော့ဒီကောင်လေးဒီဘယ်လိုလဲဆိုတော့နွားတွေပေါ့နော်နွားအယောင်အဝယ်တို့နွားနဲ့ပတ်သက်တာတို့အဲ့လိုမျိုးခံကြီးတွေမှာလဲသူတွေ့ရတတ်တယ်ပေါ့နော်နွားမူရတို့နွားနဲ့ပတ်သက်တဲ့ခန်းကြီးတွေတို့ဒီမှာကတော့အထူးဖြစ်တယ်ဆိုတဲ့အဓိပ္ပာယ်အနေနဲ့သုံးတာပေါ့နော်အဲ့တော့ကျတော့ကြည့်အောင်မတို့ဒီဒါဒီအနောက်ကပါလေဒီနောက်ကခန်းကြီးလေးသိလားပြီးတော့တေရာရဲ့ခန်းကြီးလေးတေရာဆိုတာဥတေရာနော်အဲ့ဒီတေရာရဲ့ခန်းကြီးလေးအဲ့တော့ဒီရဲ့အရှိရကောင်လေးရဲ့အနောက်ကကောင်လေးရဲ့ကိုပေါင်းပြီးတော့ဖြစ်လာတာဟုတ်ပြီနော်အဲ့တော့သူ့ရဲ့အဓိပ္ပာယ်ကြည့်အောင်အရင်ရေးနေမရေးခင်အဲ့တော့ဒီမှာဆိုရင်တုတ်ခုနိဆိုတာအထူးသဖြင့်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်နောက်ထပ်ဒီကောင်လေးကို business ကလိုက်တော့တုတ်ခု business ဆိုအထူးဖြစ်တော့အထူး special ဖြစ်တော့ဆိုတဲ့အဓိပ္ပာယ်ဖြစ်တယ်နောက်ထပ်ကျတော့ဒီမှာတို့ရဲ့ဒီရဲ့ isogi အလင်းလိုတယ်ဆိုတဲ့ဟာနဲ့ကလိုက်တော့ Tokyo ဆိုတာပါလဲဆိုအမြန်ယထာတွေမှာဆိုရင်တွေ့ရတယ် Tokyo တန်းရှာတို့ခါခုအကိတေရှာတို့ခါခုအကိဆိုတာဘူတာတိုင်းကိုရက်တာပေါ့နော် Tokyo ဆိုတာကျတော့အမြန်ပေါ့အဲ့လိုမျိုးဂျပန်မှာဆိုရင်ယထာမျိုးစားတွေအများကြီးရှိတယ်အမြန်တို့အနေတို့ဟိုဘူတာကိုကြော်ပြီးတော့ရက်တဲ့ယထာတို့ဘူတာတိုင်းမှာရက်တဲ့ယထာတို့ပေါ့နော်အဲ့လိုမျိုးမှာသုံးပါတယ်အဲ့တော့အမတို့ရင်းနှီးလေးကိုကြည့်လိုက်ရအောင်ရင်းနှီးကြည့်တဲ့နေရာမှာခုနပြောတဲ့အတိုင်းနှစ်ခုခွဲကြည့်ပါဒီရှေ့ဟာဒီဥရှိအနောက်ကဟာဒီတေရာပေါ့နော်အဲ့ရဟာလေးအဲ့တော့ဒီစိတ်ပိုင်းကိုဆွဲမယ်ဆိုရင်အမတို့ရှေ့ကဥရှိသည်ရေးတတ်ထားပြီးသားအနောက်ကဟာလေးရတဲ့သူလည်းရှိမယ်မရတဲ့သူလည်းရှိမယ်ပေါ့နော်အဲ့တော့ရေးတဲ့ဟာလေးနှစ်ခုပေါင်းစပ်တာဖြစ်တဲ့အတွက်ကြောင့်ဒီမှာပြန်ကြည့်ပြီးတော့ရေးလိုက်ရအောင်ဥရှိကိုရေးမယ်ဆိုရင်မတို့ဘာကိုရင်ဆုံးရေးမလဲဒီဘေးရဟာလေးကိုရင်ဆုံးရေးရပါတယ်ဒါဒီ1ပြီးတော့ကြာရင်ဘာလာရလဲဆို2ဆိုပြီးတော့ဒီလိုလေးလာပြီးမှ3ပြီးမှဒီကောင်လေးဒီခက်ဆောင်းလေးနဲ့အပေါ်တင်တာပါ4သူ့ရဲ့ဆွဲချက်ဒီလိုအပေါ်ကနေဒီဘက်အောက်ကိုဆွဲမှာပါတယ်အဲ့လိုဆွဲလို့မရဘူးဒီအောက်ကနေဒီလိုအပေါ်တင်တာနော်ဟုတ်ပြီနော်အဲကြောင့်ဆုတ်ချက်လေးမှဆိုဒီမှာဆိုတွေ့ရလားမသိဆုတ်ချက်စထားတဲ့ပုံစံလေးဒီလိုလေးနဲ့သွားတဲ့ပုံစံလေးအဲ့လိုပြထားတာနော်အဲ့တော့ကြတော့ဒီမှာဥရှိရေးပြီးတော့အနောက်ကပေါင်းတဲ့ဟာမတို့ပါပေါင်းမလဲ4ထိပြီးထားဆိုရင်ဒီမှာ9 6နော်ပြီးခုနှစ်တောင်ခွဲကြည့်အောင်မယ်ဆိုရင်အပေါ်ကဒါဒူရောပြီးရဲ့တို့အောက်ကကြမှာဒီရဲ့ဟာလေးပြန်ထည့်တဲ့ဟာနော်အဲဆိုခုနှစ်ပြီးတော့ကြတော့မတို့ပါလာမလဲဆိုရင်8 9 10ခန်းကြီးတွေကလေအဲ့လိုဘလို့ပေါင်းထားတယ်ဆိုတဲ့ဟာကိုကြည့်လိုက်ရင်တော်တော်လေးလွယ်တယ်ပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်အလွယ်မှတ်နည်းမှတ်တာထက်ကိုခန်းကြီးတစ်လုံးမှာဆိုဘာတွေပေါင်းတယ်ဆိုတဲ့ဟာနဲ့အမကတော့မှတ်စေချင်တယ်ဒီမှာဆိုရင်ဥရှိနောက်ဆုံးဒီဟာကိုတဲထားလို့မမှတ်တတ်ဘူးဆိုရင်ဒီအပေါ်မှာဒိုရောပြီးရဲ့ဒိုရှိတယ်အောက်ကဒီရဲ့ဟာလေးထည့်ပြီးလိုက်ရင်အမတော့ဒီခန်းကြီးရဲ့အလုံးဆိုပြီးတော့မှတ်လို့ရတယ်နော်အဲ့တော့ပြန်ဆွဲကြည့်ရအောင်1 2 3 4 5 6 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54 55 56 57 58 59 60 61 62 63 64 65 66 67 68 69 70 71 72 73 74 75 76 77 78 79 80 81 82 83 84 85 86 87 88 89 90 91 92 93 94 95 96 97 98 99 100 101 102 103 104 105 106 107 108 109 110 111 112 113 114 115 116 117 118 119 120 121 122 123 124 125 126 127 128 129 130 131 132 133 134 135 136 137 138 139 140 141 142 143 144 145 146 147 148 149 150 151 152 153 154 155 156 157 158 159 160 161 162 163 164
8 9 10ဟုတ်ပြီနော်ငါစီရမယ်နော်1 2 3 4 5 6 9 10
ကို30ရမနော်ဟုတ်ပြီနော်အဲ့ဆိုနောက်တစ်လုံးဆက်သွားပါမယ်နောက်တစ်လုံးကျတော့မတော့ပါလဲဆိုရင်သူကဒီခန်းကြီးလေးရပါနော်တော်တော်များများကတော့ဒီခန်းကြီးကိုမမတ်ချင်တော့ဘူးဘာဖြစ်လို့လဲဆိုတော့ကျတော့အသိဉာဏ်မိတ်တွေစောင့်နေပါဆိုလို့နော်အဲ့တော့သူကဘာလဲဆိုရင်ဒီမှာဝါကားတဲ့တို့ဆိုကွဲကွာတာပေါ့နော်ကွဲကွာသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်အဲ့ဒါရဲ့သူ့ရဲ့အွန်းရောင်မီကကျတော့ base လို့ဖတ်တယ်ခုနကတုခု base မှာပါခဲ့တဲ့ base ဆိုတဲ့အဓိပ္ပာယ်နော်အဲ့မှာမှသူ့ရဲ့ဟာလေးဒီအမတို့ဘယ်လောက်ရှိလဲဆိုရင်ဆွဲချက်က9ချက်ရှိတယ်ဆွဲချက်9ချက်ရှိပြီးတော့အမတို့ကသူ့ရဲ့ဒီဘူရှူမျိုးစားလေးကိုကြည့်မယ်ဘူရှူမျိုးစားလေးကိုကြည့်ရဆိုရင်သူကဘာလဲဆိုတိုးဘူးလို့ပြောတယ်ဒီကောင်လေးထဲမှာပါတယ်တိုးဘူးဆိုတဲ့ဒီကောင်လေးကဘာလဲဆိုရင်သူကဒီရဲ့ခန်းကြီးလေးကိုတော့သိလားမသိဘူးဒီလိုလေးရေးတဲ့ဟာသိလားအဲ့ဒါခါတာနာလို့ပြောတယ်ဓာရဲ့ခန်းကြီးပေါ့နော်ဓာရဲ့ခန်းကြီးအားကြောင့်မလို့သူ့ကိုခါတာနာလို့လည်းခေါ်တယ်ဓာလို့လည်းခေါ်တယ်ပြီးရင်လီတုတ်လို့လည်းခေါ်တယ်လီတုတ်လို့လည်းခေါ်တယ်ဒီအနောက်ကဟာလေးဒီပါလဲဆိုခါတာခနာရဲ့ဒီနဲ့တူတဲ့အတွက်ကြောင့်လီတုတ်လို့လည်းခေါ်တယ်နော်အဲ့တော့သူ့ကိုအမတို့ကဒါခါတာနာဒါမှမဟုတ်လီတုတ်ဆိုပြီးတော့ဖတ်လို့ရတယ်ဒီနောက်မှာရှိတဲ့ဟာရဲ့အဲ့ဒါခါတာခနာရဲ့ဒီနဲ့တူတဲ့အတွက်ကြောင့်ဒီမှာတော့လီတုံးလို့မှတ်လိုက်ပါနော်သူကအထူးသဖြင့်ပါလဲဆိုအဲ့လိုလီတီဖြတ်တီဆိုဓာတ်နဲ့သက်ဆိုင်တဲ့ဟာလိုမျိုးပြတ်တာတွေဖြတ်တာတွေဓာတ်တွေလိုမျိုးအဲ့ဒီဟာတွေနဲ့သက်ဆိုင်တဲ့ခန်းကြီးတွေမှာတွေ့ရတယ်ပေါ့နော်ဒါဆိုရင်ကွဲကွာတွေဆိုတဲ့အဓိပ္ပာယ်အနေနဲ့ပါတယ်အဲ့ဒါအောင်မှဒီဘက်ကကျတော့ဒီရဲ့ခန်းကြီးလေးနဲ့တွေ့တယ်ဒါအောင်မှလည်းပြန်ခွဲကြည့်ခြင်းနဲ့ဆိုပါလဲဆိုအပွားခုချီပါဇက်ပေါ့နော်ပါဇက်ရဲ့ဒီအောက်ကဟာလေးကိုပြန်ပေါင်းထားတာခတာနာလေးခုနဓာတ်လိုမျိုးပဲဓာတ်လိုမျိုးဆောင်းဆောင်းလေးလိုမှတ်လိုက်ရင်လည်းရတယ်ပေါ့နော်အဲ့တော့အမတို့ဒီမှာသူ့ရဲ့ meaning လေးတွေကိုလည်းကြည့်ကြအောင် meaning လေးတွေကကြတော့ဗာလဲဆိုဝါကားတဲ့တို့ဆိုကွဲကွာသည်ဝေကွာသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်ထပ်ကျတော့ဒါဗာလဲဆိုရင်ဒါကျတော့ base ဒီနောက်ကနောက်ထပ်တစ်လုံးကတ်တဲ့အချိန်မှာဒီလိုခန်းကြီးနှစ်ခုကိုမရေးဘဲနဲ့ဒါလေးနဲ့ရေးလေးရှိနေအဲ့လိုမျိုးဆိုတိုခီတို့ဗာလို့ဆိုတိုခီနောက်မှာတစ်လုံးကတ်ရင်လည်းဒီလိုမျိုးလေးနဲ့လာတယ်ပေါ့နော်အဲ့ဆိုရင်ဗာလဲဆိုရင်သူက別さโอเคခဲလို့ပြောတယ်ပတ်စံရှင်းတဲ့အခါမျိုးကြရင်別တဲ့お願いしますဆိုရင်တီးတန့်ရှင်းမယ်လို့ပြောတာသူဟာကျွန်တော်မရှင်းပေးဘူးကျွန်တော်ဟာသူမရှင်းပေးဘူးကိုစီရှင်းမယ်လို့ပြောရင်別にနော်အဲ့ဟာရဲ့နောက်ထပ်တစ်ခါကျတော့区別するနောက်ထပ်ဘုံ別するနှစ်ခုလုံးကတော့ဒီ区別ရောဘုံ別ရောကတော့ခွဲတာပဲခွဲတယ်ဆိုပေမဲ့ဘာလဲဆိုရင်ခုဘက်စုကကြတော့သူကဘာလဲဆိုရင်အမျိုးအစားသူကမတူတာတွေရှုရီပေါ့နော်အမျိုးအစားကိုလိုက်ပြီးတော့ခွဲတာအမျိုးအစားကိုလိုက်ပြီးတော့ခွဲရဲဆိုဥပမာအမိုက်ပြစ်တဲ့ရက်မှာခုဘက်စုလောက်ပါလို့ပြောရင်ပလတ်စတစ်ပြစ်တဲ့ရက်မှာပလတ်စတစ်ပြစ်ရမယ်ဟိုနာမကောင်မီပြစ်တဲ့ရက်မှာနာမကောင်မီပြစ်ရမယ်ပေါ့နော်အဲ့လိုမျိုးခွဲတဲ့ဟာကိုခုဘက်စုလို့ပြောတယ်အဲ့ဟာဘုံဘက်စုကြတော့ပါလဲဆိုရင်သူကအမျိုးအစားတူတဲ့ထဲမှာအကြီးသေးခွဲတာလို့မျိုးဆိုရင်ဘုံဘက်စုလို့ပြောတယ်ဘယ်လိုလဲဆိုဥပမာပန်းသီးပေါ့နော်ပန်းသီးရှိရဆိုရင်အဲ့ပန်းသီးရဲ့အလုံးအကြီးအသေးကိုလိုက်ပြီးတော့ခွဲပါလို့ပြောတယ်ဆိုရင်ဘွန်ဘတ်ဆွတ်တဲ့ခရဆိုင်လို့ပြောတယ်နော်အဲ့ခါကျရင်ဘွန်ဘတ်ဆွတ်လို့တောင်းတယ်တချို့အတိတ်ပဲတွေကကြတော့ဗာလဲဆိုရင်အတိတ်ပဲအတူတူပဲဒါပေမဲ့သုံးတဲ့နေရာမတူဘူးပေါ့နော်ဘယ်စကလုံးဘယ်နေရာမှာသုံးလဲဆိုတဲ့ဟာကိုရှာပြီးတော့မှတ်ထားဖို့လိုတယ်အဲ့တော့ခုဘတ်ဆွတ်ဆိုတာကြတော့ရှူရီကိုခွဲတာဘွန်ဘတ်ဆွတ်ဆိုတာကြတော့ရှူရီမဟုတ်ဘူးသူကအမျိုးအစားတော့တူတယ်တူပေမဲ့သူ့ရဲ့ဥပမာပမာဏကြီးတဲ့အရွယ်ကိုလိုက်ပြီးတော့ခွဲတာတို့တည်တဲ့အရွယ်ကိုလိုက်ပြီးတော့ခွဲတာတို့အဲ့လိုမျိုးဆိုရင်ဘွန်ဘက်ဆိုလို့တောင်းတယ်နော်အဲ့တော့အမတို့အရင်ဆုံးကြည့်ရအောင်ဒီလီတိုးဆိုတာကြတော့ဒါကသူကနောက်ဆုံးမှရေးရမှာအရှိရဟာလေးကိုအရင်ရေးရမှာပေါ့နော်ရှေ့ဟာလေးကိုအရင်ရေးတော့ကျွန်တော်မတို့ဘယ်လိုရေးမလဲဆိုရင်အရင်ဆုံးခုနပြောခဲ့တဲ့အတိုင်းခုချီဆိုတဲ့ဟာလေးကိုအရင်ရေးလို့ရတယ်ရေးလို့ရတဲ့ဟာဖြစ်တဲ့အတွက်ကြောင့်ဒီမှာတစ်နော်သူကအများနဲ့တစ်ချက်တည်းပဲဆွဲရမယ်လို့ပြောတယ်နော်ပြီးတော့မှsorry အမဆွဲချက်မှာပါနော် sorry ဒီကမစအောင်မှားသွားတယ်နော်အမမရေးနဲ့နော်ဒီမှာဒီကနေစမယ်1ပြီးတော့မှ2ပြီးတော့မှ3ဟုတ်ပြီနော်3ပြီးတော့မှအမတို့ဘာလို့လာမလဲဆိုရင်ဒီကောင်လေးကဒီဟာလေးကိုရင်ဆွဲပါမယ်4ဆိုပြီးတော့ဒီကောင်လေးကိုရင်ဆွဲပါတယ်ဆွဲပြီးတော့မှဒီကောင်လေးကလာတယ်5ဆိုပြီးတော့လာတယ်ပြီးတော့မှဒီ3လာမယ်6 9ဟုတ်ပြီနော်အဲ့တော့တစ်ခါပြန်ဆွဲပြမယ်ဒါဒီအစနော်ဒါအစနော်ဒါ1ပြီးတော့မှဒီကောင်လေးဒီ2ပြီးတော့3 4 5 6 9နော်တစ်ခါတူတူပြန်ဆွဲရအောင်1 2 3 4 5 6 9ဟုတ်ပြီနော်ရမယ်နော်ဟုတ်ပါပြီအဲ့ဆိုရင်အမတို့နောက်ထပ်တစ်ခုဆက်သွားရအောင်နောက်ထပ်တစ်ခုကကြတော့ဗာလဲဆို
အာဒီမာဆိုတဲ့အဓိပ္ပာယ်နေနဲ့လေသုံးတာကိုတွေ့နိုင်တဲ့ခန်းကြီးလေးပေါ့နော်အာရူလို့ပြောတယ်သူကကြတော့ပြီးတော့ကြတော့သူ့ကိုဘာလို့ပြောလဲဆိုရင်အွန်ရောင်မီနေနဲ့ဆိုရင်မတို့က you လို့ပြောတယ်အွန်ရောင်မီနေနဲ့ you เนาะသူကဆွဲချက်က6ချက်ရှိတယ်ရှိသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်เนาะရှိသည်ဖြစ်သည်ဆိုတဲ့အဓိပ္ပာယ်ရတယ်သူရဲ့အဓိပ္ပာယ်ကအဲ့မှာမှအမတို့ကသူကဘယ်ကလာလဲဆိုရင်သူဒီ getsubu လာဆိုတဲ့ဟာပေါ့နော်ဒါမှမဟုတ် ski hand လို့ပြောတယ်သူဒီအောက်လေးမှာရှိတာလာရခန့်ကြီးလေးနော်လာရခန့်ကြီးလေးရဲ့အပေါ်ကဒီမှာဒီကောင်လေးရဲ့ကိုပေါင်းထားတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အောက်ကလာနော် ski hand လို့ပြောတယ်နော်အဲ့တော့လာဒီအားလုံးရပြီးသားမဟုတ်လား M5 မှာရပြီးသားဖြစ်တဲ့အတွက်ကြောင့်ဒီအပေါ်ကောင်လေးပဲမှတ်လိုက်ရင်အမတို့ကရပြီအဲ့နှစ်ခုကိုပေါင်းဆက်ထားတဲ့ခန့်ကြီးလေးနော်အဲ့တော့ကျတော့နောက်ထပ်တစ်ခုကပါလဲဆိုရင်ဒီကောင်လေးဒီ you ဒီကောင်လေးက may you may နာ you may နာဆိုရင်ကြော်ကြားတယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်เนาะနောက်ထပ်တစ်ခုကကျတော့ you ရဲ့ဒါလျောဆိုတာကျတော့ဒါပတ်စံအခချင်းငွေပေးရတာကိုပြောတာ you လျောဆိုတာကျတော့အခချင်းငွေပေးရတဲ့ဟာကိုပြောတာမူလျောဆိုရင်အခမဲ့ you လျောဆိုရင်ပတ်စံပေးရမယ်เนาะဟုတ်ပြီเนาะအဲ့တော့ရမလားအဲ့ဆိုရင်သူ့ရဲ့ဆွဲချက်လေးတွေကိုမတို့ကြည့်ရအောင်ဆွဲချက်လေးကဘာအရင်ဆွဲမလဲဆိုရင်ဒီကောင်လေးဒီဟာလေးကအရင်စဆွဲပါမယ်1เนาะတစ်ပြီးမှသူ့ရဲ့ကန်လက်ဖြတ်မြင်လေး2ဆိုပြီးတော့လာမယ်ပြီးတော့ ski မှာဆွဲခဲ့တော့ဆွဲချက်အတိုင်းပဲဆွဲမယ်3 4 5 6ဟုတ်ပြီเนาะလွယ်တယ်เนาะပြန်ဆွဲကြည့်အောင်1 2 3 4 5 6ဟုတ်ပြီနော်1 2 3 4 5 6ရမနော်ဟုတ်ပြီအဲ့ဒါဆိုရင်အမတို့ဆက်ပြီးတော့ဆက်သွားပါမယ်လွယ်တယ်နော်ဒီလိုလေးကြည့်ရင်လည်းအရင်လွယ်တယ်လို့ပဲဟုတ်တယ်မလားအရင်နဲ့တစ်ခုကိုအလုံး90လောက်ရေးကျင်စိတ်ဖြစ်နေပြီလားအလုံး90ရေးနေစိတ်မစိုးဘူးနော်ရေးတာရေးအဲ့တော့ဟုတ်ပြီနောက်တစ်ခုကကြာဘာလဲဆိုခန်းကြီးရကြတော့လေတကယ်တမ်းပြောတယ်ဆိုရင်ကြက်တာလည်းမဟုတ်ရေးပါများရင်ပေါ့နော်မကြက်ရဘူးခန်းကြီးကိုကြက်တယ်လို့တော်တော်များများတော့သုံးမိမယ်အမကတော့ကြက်တယ်လို့ဟိုမပြောချင်ဘူးပေါ့နော်ရေးပါများတယ်ဆိုရင်မှတ်မိတယ်လက်ကသူ့လိုလိုရနေတာတခါတလေကြရင်ဘယ်လိုလဲဆိုရေးနဲ့အဓိကဆွဲချက်ပေါ့နော်ခန်းကြီးကြတော့ဆွဲချက်ကသူ့လိုလိုလက်ကပါသွားတာအမှတ်မိနေတာပေါ့နော်သူ့ရဲ့ muscle memory လိုမျိုးဖြစ်နေအဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်များများရေးလေမှတ်မိလေပဲသူခဏခဏချရေးပေးရတယ်အခုနောက်ပိုင်းဆိုအမတို့ဘာဖြစ်လဲဆိုအမတို့ဆိုခန်းကြီးကိုမရေးတော့ဘူးပေါ့နော်မရေးတော့ပဲနဲ့တိုင်ပင်ရိုက်တာများတော့မရေးတတ်တော့ဆွဲချက်တွေကိုလေဘယ်ကနေစမှမသိတော့ဘူးအဲ့လိုမျိုးဖြစ်တတ်တယ်ပေါ့နော်အဲ့လိုမျိုးမဖြစ်အောင်လို့အခုနောက်ပိုင်းကျတော့မတို့ရိုက်တာပဲစရိုက်တာပဲများတာဟုတ်အဲ့ကြောင့်ရရောက်ချင်းဆိုရင်ဟိုလိပ်စာတွေပါတယ်ဆိုရင်ဖြည့်ရဆိုလက်ရင်းနဲ့ဒါဖြည့်ရတယ်ပေါ့နော်ဖြည့်ရတာဖြစ်တဲ့အတွက်ကြောင့်အနည်းဆုံးတခြားအမီးတန်းတော့ကိုယ်နာမည်တို့ဟိုတက်ဆိုင်တဲ့အဓိကအရေးကြီးတဲ့ခန်းကြီးတွေတို့အဲ့လိုမျိုးတွေရဲ့ကိုယ့်ရဲ့လိပ်စာတွေဆိုရင်ကတော့ဘလို့နေရေးတတ်နေရမယ်ပေါ့နော်အဲ့ခါကျရင်လက်ကရေးကျင်ထားတဲ့သူရှိတယ်ဆိုရင်ဖက်နဲ့ရေးတာမြန်တယ်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်အမက N3 ကျရင်ကတော့မဖြစ်မနေအကုန်ရေးပါလို့မပြောချင်ဘူးပေါ့နော်အုံနောက်နဲ့ကြည့်ပြီးတော့မှတ်ရတာတွေလည်းရှိတယ် N3 N2 လောက်ရအောင်အရင်များသွားတော့ကြတော့ဒီခန်းကြီးကဒီလိုဖတ်တယ်ဆိုတာလောက်ပဲသိအောင်ပုံမှတ်ရတာပေါ့နော်ရေးတာထက်ကုန်အဲ့လိုမျိုးဖြစ်တဲ့အတွက်ကြောင့်ဒီ M5 M4 မှာတော့အရင်ရေးပြီးတော့ကျင့်စေခြင်းတယ်အဲ့လိုဖြစ်တဲ့အတွက်ကြောင့်ရေးနိုင်နေဆိုရင်ကတော့များများရေးပြပါနော်အဲ့တော့နောက်ထပ်တစ်လုံးကကြတော့ဗာလဲဆိုတာယောဒီလို့ပြောတဲ့ဒီကကြတော့အပြန်သူ့ရဲ့တာယောဒီကကြတော့ဘယ်လိုလဲဆိုမိခိုရဲဆိုတဲ့ဟာမှာအပြန်အလှန်မိခိုနေတာတခုခုရှိရဲ့အတွက်ကြောင့်မိခိုရတဲ့အနေထားလိုမျိုးပေါ့နော်ဥပမာမိဘအကြောင်းသွားတတ်နေရမိဘငွေမပို့ရင်ကိုကမရက်တည်နိုင်ဘူးပေါ့အဲ့လိုမျိုးဟာဆိုရင်ဒီတာယောဒီဆိုတဲ့ခန်းကြီးလေးကိုသုံးတယ်ပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့ဥယောင်မီကကြတော့ဗာလဲဆိုရင်ဘန်ဘင်းနော်ဘေအွန်ဘန်ဘီအွန်ဘင်းနော်ဘန်ဘင်းဆိုပြီးတော့ပြောတယ်အဲ့ရဟာရဲ့သူ့ရဲ့ဆွဲချက်ကကြတော့ဗာလဲဆိုရင်6ချက်ရှိတယ်နော်6ချက်ရှိတော့သူတင်ရင်ဒါဂျပန်ရဲ့စာတိုက်ပေါ့နော်ဂျပန်စာတိုက်လေးတွေကဒီလိုမျိုးလေးအနီလန် JP Post ဆိုပြီးတော့နီဟွန်ယူဘင်းဆိုပြီးရေးထားတယ်သူတို့ရဲ့စာတိုက်ဒီလိုမျိုးပုံစံနေနေနော်ဒါဂျပန်စာတိုက်အဲ့တော့သူကဘူရှုမျိုးစားပဲထဲမှာပါလဲဆိုရင်အမတို့ဒီဒါတွေ့ခဲ့ပြီးအရှိမပြောတဲ့ဂျင်ဘူးနော်လူသူ့ကိုဘယ်လိုဖတ်လဲမှတ်မိသေးလား
နင်ဘန်နော်နင်ဘန်လို့လည်းဖတ်တယ်ဟီတိုလို့လည်းဖတ်တယ်ဟီတိုကရှိရာလို့လည်းဖတ်တယ်ဟီတိုရတယ်လို့လည်းဖတ်တယ်နော်အဲ့ဒါရဲ့ဒီအနောက်ကခန်းကြီးလေးရဲ့ပေါင်းထားတာပဲဖြစ်ပါတယ်အဲ့တော့အမတို့သူ့ရဲ့အထိပ္ပယ်လေးတွေအရင်ကြည့်လိုက်အောင်ရင်းနေမိခင်နော်သူ့ရဲ့အထိပ္ပယ်လေးတွေကြည့်မယ်ဆိုရင်အမတို့ဒီကောင်လေးရပါလဲဆိုရင်တာယောဒီဆိုတာခုနကပြောသလိုအပြည့်အလဲမီကိုနေရတဲ့အနေထားလိုမျိုးမှာတောင်းတယ်အဲ့ဒါရင်နောက်ထပ်ကကြတော့ဒါလေးက U လို့ဖတ်တယ်ဒါလေးကိုခုနကပြောတဲ့ဒီ bin နဲ့တောင်းတယ်နော် U bin kyoku ဆိုတာစာတိုက်ကိုပြောတာနော်နောက်ထပ်တစ်ခါကြတာတင်မောရဲ့ဖူနာနော်ဒီဟာbin ဖူနာရဲ့ဖူနာပေါ့နော်အဲ့ဆိုဖူနာ bin ဆိုတာကြတော့သူကပါလဲဆိုရင်အမတို့အရင်ခက်တော့ဆိုရင်ဟိုတင်မောနဲ့ပို့တဲ့စာတွေရှိတယ်အခုချိန်နေလည်းရှိပါသေးတယ်အဲ့တော့စီမေကိုပြောတာပေါ့နော်တင်မောနဲ့ပို့တဲ့စာတွေပါတယ်ဆိုရင်ဖူနာ bin လို့ပြောတယ်ဟုတ်ပြီနော်ဆိုရင်အမတို့ဆွဲချက်လေးကိုကြည်ရအောင်ဆွဲချက်ကစုစုပေါင်း6ချက်အရင်ဆုံးအမဘာပဲပြောထားလဲနင်းပန်းပါတယ်ဆိုရင်နင်းပန်းကိုရင်ဆွဲရမယ်1နှစ်နော်အဲ့ဒါလေးဆွဲပြီးရင်အမတို့ဘာလာမလဲဆိုရင်3ပြီးတော့ကြတော့4 5 6 9နော်ခရုမဆွဲခဲ့တော့ကအတိုင်းပဲဒီကခရုမရဲ့ဆွဲခဲ့တဲ့ပုံစံနိုင်မယ်ပေါ့နော်အဲ့ဒါပြီးတော့မှမတို့ပါလာမလဲဆိုရင်ဒီကောင်လေးကိုလာမယ်သူကတော့ခတ်ဆောင်လေးပေါ့ခရုမတော့ကလို့အပေါ်လည်းမတက်ဘူးဒီလိုကန့်လန့်ဖြတ်တာလည်းမဟုတ်ဘူးအဲ့လိုခတ်ဆောင်လေးလာပြီးတော့မှဒီကနေဒီလိုပြန်သွားတယ်ပေါ့နော်အဲ့ဆိုရင်ထပ်ပြီးတော့ပြန်ရေးကြည့်လိုက်ရအောင်ပြန်ရေးမယ်နော်1 2 3 4 5 6 9 10ကိုဟုတ်ပြီနော်ရေးတယ်မလားထည့်ရမယ်နော်တူနောက်ဆုံးတစ်ခေါက်တူလိုက်ရေးပါ1 2 3 4 5 6 9 10ကိုနော်အဲ့ဆိုရမယ်နော်ဟုတ်ပြီအဲ့ဒါဆိုရင်မတို့နောက်ထပ်ဆက်သွားရအောင်နောက်ထပ်သွားတဲ့ခန်းကြီးလေးကကြတော့ဗာလဲဆိုရင်ဒီအေကီလို့ပြောတဲ့အကျိုးမြတ်ပေါ့နော်အကျိုးမြတ်နဲ့သက်ဆိုင်တဲ့ခန်းကြီးလေးအဲ့မှာသူ့ရဲ့အမတို့ကဝန်းရောင်မီကဘာလို့ဖတ်လဲဆိုရင်ဒီလို့ဖတ်တယ်ဒီနော်ခုနကတော့ကအမပြောခဲ့တယ်ခန်းကြီးကိုခွဲကြည့်မယ်ဆိုရင်ဒီခန်းကြီးလေးဒီပါလဲအရှိမလည်းပါခဲ့ပြီးသားမှတ်မိလားဘာနဲ့တူတယ်လို့ပြောခဲ့လေခါတာခနာရဲ့ဒီနဲ့တူတယ်လို့ပြောခဲ့တယ်အဲ့တော့သူဒီဘယ်မျိုးစားတွေမှာပါလဲသူဒီတိုးဘူးလို့ပြောတဲ့မျိုးစားတွေမှာပါတယ်နှစ်မျိုးဖတ်တယ်ပါလဲခါတာနာနဲ့လီတိုနော်အဲ့တော့ကြတော့သူဒီဓာတ်တွေလိရဲ့ဖြတ်တယ်တွေအဲ့လိုမျိုးတွေနဲ့သက်ဆိုင်တဲ့ဟာတွေမှာတွေ့ရတယ်လို့ပြောတယ်ဒီမှာကြတော့လိရဲ့ဖြတ်တယ်ဆိုတာထက်အကျုံးမြတ်နဲ့သက်ဆိုင်တဲ့ဟာမှာတွေ့ရလိမ့်မယ်ပေါ့နော်အဲ့တော့သူကရှေ့ဟာလေးဒါလေးရဲ့ဒီဟာလေးရဲ့ကိုပေါင်းထားတယ်နော်သူကကြတော့ဗာလဲဆိုရင်ဒီမှာအရှိရအမတို့ဘန်းဆိုတဲ့စကားလုံးလေးလည်းပြန်ပေါင်းမယ်သူကအနောက်ကဒီနဲ့ပေါင်းလိုက်တော့ဘန်ဒီနာဆိုတာအစင်ပြေတော့ချောမွေ့တော့ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အဲ့ဟာရဲ့နောက်ထပ်တစ်ခါကြာဒီရဲ့ဒီကောင်လေးကယောနော်ဆိုတော့ယောဆိုရင်ဗာလဲအသုံးပြုသည်အသုံးချသည်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်နောက်ထပ်တစ်ခါကြာတော့ဗာလဲဆိုရီရှိဆိုတာကြာတော့ဗာလဲဆိုရင်ကိုကသူများနဲ့ပတ်ဆိုင်ချီပြီးတော့သူများကိုပြန်ဆက်တဲ့အချိန်မှာအတိုးနဲ့ပတ်ဆက်နိုင်နေပြရတဲ့ဟာပေါ့နော်ရှင်းမြန်မာလိုပြောမယ်ဆိုရင်အတိုးပေါ့အဲ့လိုမျိုးအကျိုးမြတ်ရဲ့အတိုးပေါ့ဘန်နဲ့ယူထားတယ်ဆိုဘန်တိုးတို့အဲ့လိုမျိုးကိုဒီရှိလို့ခေါ်တယ်နော်အဲ့ဟာမှာနောက်ထပ်တစ်ခါကြာတော့ဗာလဲဆိုရင်ဒီဟာအာဒီအရှိခမ်းမှာတွေ့ခဲ့တယ်နော်အာဒုဆိုတဲ့ခန်းကြီးရဲ့ဒါဒီဆိုရင်ဒါဒီအကျိုးမြတ်ဆိုတာကြတော့ဗာလဲအကျိုးမြတ်ရှိတယ်ဆိုရင်ယူဒီနာဆိုတာအကျိုးမြတ်အကျိုးစီးပွားကိုယ့်အတွက်အကျိုးရတဲ့ဟာကိုယူဒီလို့ပြောတယ်နော်ဆိုတာကြတော့နောက်ပြီးတော့ဒီမှာဒီရဲ့ဒီကောင်လေးက AK ရဲ့ပေါင်းဒီ AK ဆိုတာအကျိုးမြတ်ဟုတ်ပြီနော်အဲ့ဆိုရင်ရမနော်အမတို့ဆွဲကြည့်ရအောင်စုစုပေါင်း9ချက်ရှေ့ဟာလေးရင်ဆွဲမယ်ဒီဟာလေးဆိုရင်အမတို့လွယ်ဒီဟာလေးကခီလိုမျိုးပုံစံလေးဥမာအပေါ်ကဒီဟာလေးတင်ထားတာနော်အဲ့ကြောင့်ခန်းကြီးတွေကတော်တော်များများကိုရပြီးသားဟာမှာဟိုဟာလေးကိုနည်းနည်းထပ်တိုးလိုက်ဒီဟာလေးကိုနည်းနည်းထပ်ထည့်လိုက်အဲ့လိုမျိုးလေးပဲရှိတာပေါ့နော်ဒီအခြေခံခန်းကြီးတွေကိုပဲနောက်မှာပို့ပြီးတော့ဟိုဖြစ်ဒီဖြစ်လောက်ထားတာဆိုတော့ခန်းကြီးဆိုတာနဲ့ကြောက်သွားစရာမလိုဘူးဒီလိုပဲခန်းကြီးတစ်လုံးကိုမြင်တာနဲ့အစိပ်ပေါင်းမြင်အောင်ကြည့်မယ်မြင်အောင်ကြည့်ပြီးဒါလေးကဒါလေးနဲ့ပေါင်းထားတယ်ဆိုတဲ့ဟာသိသွားခန်းကြီးဒီလုံးဝမခတ်ပါဘူးရမ်းလွယ်တယ်နော်အဲ့တော့ဒီမှာကြည့်ရအောင်ဒါဆိုရင်1နော်အဲ့ဒါပြီးတော့ဗာလာမလဲဆိုရင်ဒီမှာ2အမတို့ခီတုံးကဆွဲခဲ့တဲ့အတိုင်းလေးပဲဒါလေးကပြီးရင်3ပြီးရင်4ပြီးရင်5နော်အဲ့လိုမျိုးလေးလာတယ်ပြီးတော့မှဒီတိုးလာမယ်ဒီမှာ6 9ရမယ်နော်အဲ့ဆိုပြန်ဆွဲမယ်နော်1 2 3 4 5 6 9 10ဒါလေးကလွယ်လို့နှစ်ခေါက်ပဲဆွဲပြလိုက်တော့မယ်နော်အဲ့ဆိုရင်နောက်ထပ်တစ်လုံးဆက်သွားပါမယ်နောက်ထပ်တစ်လုံးကကြတော့ food ဆိုတဲ့အဓိပ္ပာယ်ရတယ်
full လို့လည်းဖတ်တယ်သူ boo လို့လည်းဖတ်တယ်เนาะအဲ့တော့ကျတော့သူကဘာလဲဆိုရင်သူ့ရဲ့အဓိပ္ပာယ်ဒေဝနာယီဆိုတဲ့အဓိပ္ပာယ်ရဒေဝနာယီဆို N5 တုန်းကသင်ခဲ့တယ်ဗာလဲမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတခုခုဆိုရင်သူဟာသူပြောနေရင်အဆင်ပြေရဲပါညာဆိုတဲ့အဓိပ္ပာယ်ဒါပေမဲ့သူဒီ food ဆိုတဲ့စကားလုံးလေးကတ်လိုက်ပြီးဆိုတာနဲ့အဆင်မပြေဘူးတော့မကောင်းဘူးဆိုတဲ့အဓိပ္ပာယ်ကိုရောက်သွားတယ်နော်အဲ့တော့သူကဘာလဲဆိုဆွဲချက်ကလေးချက်အလွယ်လေးပဲအလွယ်လေးဆိုပေမဲ့အမားတို့ဘာလဲဆိုရင်သူကခတခဏရဲ့နဲ့လေးနဲ့နည်းနည်းတူတယ်ဒါပေမဲ့နဲ့ကတော့ဒီဟာမထွက်ဘူးပေါ့နော်ဒီဟာမထွက်ဘဲနဲ့အမားတို့ဒီလိုဆွဲခဲ့တာပေါ့နော်ဒီအပေါ်လေးမှလည်းပါသေးတယ်ဒီလိုလေးပေါ့နော်အဲ့ဟာမထွက်ဘဲနဲ့ဒီမှာကျတော့ထွက်ထားတယ်ပေါ့အဲ့တော့ तू ကဘာလဲဆိုရင်သူ့ရဲ့ဒီဘူရှုအနေနဲ့ကြည့်မယ်ဆိုရင် तू ကဒီအပေါ်ဟာလေးကိုကြည့်တယ်ပေါ်ကလေးဟာလေးကြည့်တော့ तू ကဘာလဲဆို ichi bu လို့ပြောတယ် ichi ဆိုတဲ့အဓိပ္ပာယ် ichi ni စမ်းဆိုတော့မတို့ရေးခဲ့တယ်မလားအေးအဲ့ရဲ့ ichi နော်အဲ့ရဲ့ ichi bu လေးရဲ့အောက်ကဒီကောင်လေးနင်းပန်းလိုမျိုးဟာလေးရဲ့ဒီဘေးကတစ်ချက်လေးရဲ့အဲ့လိုမျိုးလေးပေါင်ထားတာအဲ့လိုမှတ်လိုက်ရတယ်နော်အဲ့တော့သူဒီအမတို့သူ့ရဲ့ဝန်းရောင်မီက fu နဲ့ bu နဲ့နော်သူ့ရဲ့ခွန်းရောင်မီလို့ပြောမယ်ဆိုရင်ကတော့မဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ရတာပေါ့နော်အဲ့တော့သူကဘာလဲဆိုရင်ဒီမှာ fu ရဲ့ဒီ band လေးရဲ့ပေါ့နော် fu band နာ band ဒီဆိုရင်အဆင်ပြေတာ fu band ဆိုရင်အဆင်မပြေတာနော်အဲ့ဒါကြီးနောက်ထပ်တစ်ခါကျ fu ဒါ soku fu soku ဆိုလို့ဆိုရင်ဒါတူဆိုရင်ဒါဒီလို့ဆိုရင်အဓိပ္ပာယ်ရတယ်ဒါပေမဲ့အရှိက fu နဲ့ကတ်လိုက်တဲ့အချိန်မှာဘာဖြစ်သွားလဲဆိုရင် fu soku ဆိုကြတော့မလုံလောက်ဘူးဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတာနော် fusoku ဆိုရင်တခုခုမလုံလောက်တာပေါ့နော်အဲ့ဟာရေနောက်ထပ်တစ်ခါကျဒီ an ဆိုတဲ့ဟာလဲသူကဘာလဲဆိုဈေးပေါ်တယ်လို့စိတ်ချရတယ်ဆိုတဲ့ဟာမှတွေ့ရတာဒါပေမဲ့သူကဒီ fu လေးနဲ့ကတ်လိုက်တယ်ဆိုရင်ဘာဖြစ်သွားလဲ fuana ဆိုရင်သူကဘာလဲဆိုမတည်ငြိမ်ဘူးပေါ့နော်စိတ်ပူရတယ်စိုးရင်ရတယ်ဆိုတဲ့ဟာဆိုရင် fuana လို့သုံးတယ်ပြီးရင်ဒီဟာ on ပေါ့နော်on ဆိုကန်တရား on က e ဆိုရင်ကန်ကောင်းတာ on က yokunai ဆိုကန်မကောင်းဒါပေမဲ့ဒီရှင်းမှာ fu နဲ့ကတ်လိုက်တယ်ဆိုရင် fu on ဆိုရင်ကန်မကောင်းတော့ဘောနော် fu on နာဆိုရင်ကန်မကောင်းဘူးလို့ပြောတာဟုတ်ပြီနော်အဲ့ဆိုရင်သူ့ရဲ့ဆွဲချက်လေးကိုကြည့်အောင်ဆွဲချက်လေးကခုနကပြောတဲ့အတိုင်းသူဒီ ichi bu မှာပါတဲ့ ichi လေးပါတာဖြစ်တဲ့အတွက်ကြောင့် ichi ဆိုတဲ့ကောင်လေးအရင်ဆွဲပါမယ်အဲ့ဒါပြီးတော့မှအမတို့ဗာလေးလာမယ်ဆိုဒီကောင်လေးလာမယ်2ပြီးတော့မှဒါလေးလာမယ်3ပြီးတော့မှ4ဟုတ်ပြီနော်1 2 3 4နော်လွယ်တယ်နော်အဲ့ဆိုဟုတ်ပါပြီနောက်တစ်လုံးဆက်သွားမယ်နောက်တစ်လုံးကကြတော့ဗာလဲဆိုခီရုဆိုတဲ့အဓိပ္ပာယ်နော်ခီရုဆိုတာလီးတီဖြတ်တီဆိုတဲ့အဓိပ္ပာယ်ရတယ်ခီရုသူ့ရဲ့ဟာက sorry ဒီဟာလေးတွေကဟိုဟာနဲ့ဟီရာဂနာနဲ့ဖြစ်တာခတာခနာနဲ့ဖြစ်ရမှာနော်အုံရောင်မြဲတန်ထွက်ဆုံးများတာဖြစ်ခတာခနာနဲ့ရေးတယ်အဲ့တော့ခိစစ်ဆိုတဲ့အဓိပ္ပာယ်ရတယ်နော်အဲ့ဒီဟာလေးကဆွဲချက်က၄ချက်ရှိတယ်ဆွဲချက်၄ချက်ရှိတော့အမတို့သူ့ရဲ့ဘူရှုလေးတွေကိုကြည့်လိုက်ရအောင်ဘူရှုတီဒါတီအမပြောတယ်ခတာနာဟန်ရဲ့လီတိုးရဲ့လီတိုးတီဒီလိုမျိုးလဲရှိသလိုဒီလိုပုံစံလေးလဲရှိတယ်နော်ဆိုအမရှိမှပြောခဲ့တယ်မလားပြောခဲ့တော့ဒါတီအနောက်ကပါလဲဆိုခတာနာဓာဆိုတဲ့အတိတ်ပဲဓာရဲ့ခံကြည့်ရလဲဒါပဲနော်ဓာရဲ့ခံကြည့်ရလဲဒီဟာပဲဓာခံကြည့်ရှေ့မှာမတို့ပါလဲဆိုရင်ဒီကောင်လေးကိုထည့်ထားတာဒီကောင်လေးထည့်ထားတာနော်အဲ့ကောင်လေးထည့်ထားရတာဒီရှီချီနဲ့တူတယ်မာခန့်ကြီးရဲ့ရှီချီနဲ့တူတယ်အဲ့မျိုးရှီချီကကြတော့ဒီလိုမျိုးလေးတော့ဖြစ်တာပေါ့ရေပုံရေနေတော့မတူဘူးပေါ့နော်အဲ့ရဲ့ဟာလေးနှစ်ခုကိုပေါင်းထားတော့ကြတော့သူဒီဓာခန့်ကြီးလေးပါတဲ့အတွက်ကြောင့်သူဒီလီးရဲ့ဖြတ်တဲ့ဓာတွေဆိုတဲ့အဓိပ္ပာယ်တွေမှာသူကပါတယ်နော်အဲ့တော့ဒီဟာလေးဒီပါလဲဆိုခီတုလီးတီဖြတ်တီဆိုတဲ့အဓိပ္ပာယ်ခီတဲ့နောက်ထပ်တစ်ခုကကြတော့ဒီတဲ့ဆိုတဲ့ခန်းကြီးလေးနဲ့ပေါင်းတဲ့အချိန်မှာခိတဲ့ဆိုလက်ကိုလီရမဟုတ်နော်သူကတစ်စိတ်ကောင်းကိုပြောတာနော်ခိတဲ့အဲ့ဒါရင်နောက်ထပ်တစ်ခါကြတော့ဗာလဲဆိုရင်ဒီကောင်ဒီကောင်လေးဒီစစ်ဆိုတာအရေးပါတော့အရေးကြီးတော့ဆိုတဲ့အဓိပ္ပာယ်ရတယ်နောက်ထပ်ကကြတော့ဒါလေးကရှင်းဆိုတာကျင်နာတတ်တော့ဆိုတဲ့အဓိပ္ပာယ်ရတယ်ဟုတ်ပြီနော်အဲ့ဆိုရင်သူတို့ကနာခဲရရှိတယ်နော်အဲ့တော့မတို့ဆွဲချက်လေးကိုကြည့်လိုက်ရအောင်ဆွဲချက်လေးကဘာဖြစ်မလဲဆိုရင်ဒီမှာအရင်ဦးဆုံးသူကဘာကိုဆွဲလဲဆိုရင်ရှေ့ကောင်လေးကိုဆွဲမယ်နော်ရှေ့ကောင်လေးက1ပြီးတော့မှဒီမှာ2ဆိုပြီးတော့ဒီလိုလေးလာမယ်ပြီးတော့ခတာနာဖြစ်တဲ့ဒီကောင်လေးကိုဆွဲမယ်လီတိုလို့လည်းပြောလို့ရခတာနာလို့လည်းပြောလို့ရ3 4နော်အဲ့လိုမျိုးလေးပြန်ဆွဲမယ်နော်1 2 3 4နော်1 2 3 4ရမနော်အဲ့ဆိုရင်နောက်ထပ်တစ်ခုဆက်သွားမယ်နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုရင်သူကမိုတို
moto ဆိုတာဒါအရင်ကဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အရင် moto ဆိုဟိုးရင်အရင်တော့အားဆိုပြီးတော့အဲ့လိုပြောတယ်အရင်ကဆိုတဲ့အဓိပ္ပာယ်ရတဲ့ခန်းကြီးလေးသူ့ရဲ့ဝန်းရောင်မြကြတော့မတို့ပါလဲဆိုရင် gan ဆိုပြီးတော့ဖတ်တယ်နော် get on gan ရေက on gan နော်အဲ့နှစ်ခုဖတ်တယ်သူကကျတော့ဗာလဲဆိုရင်ဆွဲချက်က၄ချက်ရှိတယ်သူ့ရဲ့ဟာလေးဆိုရင်အမတို့ကဘလို့သူ့ရဲ့ဘူရှူလေးကိုခွဲကြည့်မယ်ဆိုရင်ဗာလဲဆိုဒီအောက်ကကောင်လေးကြည့်ရမယ်ဒီအောက်ကကောင်လေးဒီဗာလဲဆိုဂျင်းဘူးလို့လည်းပြောတယ်သူကဗာလဲဆိုရင်အာရှိလို့လည်းပြောတယ်ပေါ့နော်သူကနင်းညောလို့လည်းပြောတယ်လို့ဟီတိုအာရှိလို့လည်းပြောတယ်သူ့ရဲ့ဖတ်တဲ့ဟာဗာလဲဆိုရင်ဒီအောက်ကပေါ့နော်ခြေထောက်လေးလိုမျိုးဖြစ်နေရဲ့အစိပ်ပိုင်းလေးကိုပြောတာခြေထောက်ပုံစံလေးနဲ့အဲ့လိုမျိုးနေလည်းပေါင်းထားတာအပေါ်ကကျတော့မတို့ကြည့်မယ်ဆိုရင်အချင်းနှစ်ရဲ့ဆွဲချက်နဲ့တူတယ်အောက်ကကျတော့ဒီအာရှိဆိုတဲ့ပြောတဲ့ဒီကောင်လေးနဲ့ဆွဲတယ်ပေါ့နော်သူကကျတော့ဗာလဲဆိုရင်သူ့ရဲ့အဓိပ္ပာယ်ကဒါဆိုရင်ganဒါဆိုရင်gan ki ဆိုတာကျတော့ကျမ်းမာတော့ဆိုတဲ့အဓိပ္ပာယ်ရတယ် gan ki နာကေယောရှိနော်အဲ့ဒါပြီးတော့ကြတော့သူကနောက်ထပ်တစ်ခုကကြတော့ဗာလဲဆို ganjitsu ဆိုတာဘာကိုပြောလဲဆိုရင်သူကနှစ်စရဲ့တလပိုင်းတရက်နေကိုပြောတာ Happy New Year ပြီးတော့နောက်တရက်ပေါ့နော်နောက်တရက်ကိုတလပိုင်းတရက်နေကို ganjitsu လို့ပြောတယ်နော်အဲ့ဒါရဲ့နောက်ထပ်တစ်ခုကကြတော့ဒီကောင်လေးက ki ဒါလေးကကြတော့ gan ဒီဟာလေးက san kigan san ဆိုတာဗာလဲဆိုရင်ခရစ်တော်မတိုင်မီကာလတွေကို kigan san လို့ပြောတယ်ဟုတ်ပြီနော်အဲ့ဆိုရမယ်နော်အဲ့တော့မတို့ဒီခန်းကြီးလေးကိုရေးကြည့်လိုက်ရအောင်ဒါလေးဒီအင်မတန်လွယ်တယ်အာရှိလေးနှစ်ချောင်းရေးမယ်ပြီးတော့အပေါ်ကနိလိုမျိုးလေးရေးရုံပဲပေါ့နော်အဲ့တော့နှစ်ဒီမှာဆိုရင်ဒီနှစ်ခုကလေမတူရအောင်နော်ဒီလိုလေးတူနေရဆိုမားတယ်နော်မတူရအောင်အောက်ကတစ်ခုကပိုရှိပါတယ်အဲ့ပြီးတော့မှ3ပြီးတော့4ဆိုပြီးတော့ဆွဲမယ်နော်ဟုတ်ပြီနော်ပြန်ဆွဲမယ်နော်နှစ်3 4နှစ်3 4ရမနော်ကဲပါအဲ့ဆိုရင်နောက်တစ်လုံးဆက်သွားပါမယ်ပြီးတော့မယ်နော်နောက်တစ်လုံးကကြတော့ဗာလေဆိုရင်သူက ski ကြိုက်တယ်ဆိုတဲ့နှစ်သက်တယ်ကြိုက်တယ်ဆိုတဲ့အဓိပ္ပာယ်ရတယ်ခန်းကြီးလေးပဲဖြစ်ပါတယ်သူကလည်းနာခေယောရှိပါ skina ဆိုပြီးတော့ပြောတယ်ပေါ့နော်သူ့ရဲ့အုံရောင်မီကကြတော့ခိုးလို့ဖတ်တယ်ခွန်းရောင်မီက ski ဟုတ်ပြီနော်အဲ့တော့သူကဆွဲချက်ကပါလဲဆိုရင်6ချက်ရှိတယ်သူ့ရဲ့အမားတို့ဘူရှူကိုကြည့်မယ်ဆိုရင်သူကဂျောဘူးလို့ပြောတယ်အမျိုးသမီးနဲ့သက်ဆိုင်နေပေါ့နော်အဲ့လိုမျိုးခန်းဘူရှူအစိပ်ပိုင်းထဲမှာပါတယ်သူ့ရဲ့ဟန်ကိုပြောတယ်ဆိုရင်အမတို့ကဗာလဲဆိုအွန်နာဟန်လို့လည်းပြောတယ်လို့အွန်နာလို့လည်းပြောတယ်ဘာဖြစ်လို့လဲဆိုတော့ကြတော့ကောင်မလေးရဲ့ဒီရဲ့ဟာလေးနဲ့တွဲထားတာဖြစ်တဲ့အတွက်ကြောင့်အနောက်ကကျတော့မတို့ခို့ဆိုတဲ့ဟာလေးနဲ့တူတဲ့ဟာပေါ့နော်အဲ့ရဲ့ခို့ဆိုတဲ့ခန်းကြီးလေးပဲဒီလိုမျိုးကလေးလိုမျိုးခန်းကြီးလေးလေအဲ့ရဲ့ဟာလေးအဲ့တော့သူကအဲ့ဟာလေးပေါင်းထားတာဒီနှစ်ခုကိုပေါင်းထားတာပေါ့နော်သူ့ရဲ့အဓိပ္ပာယ်ကိုကြည့်မယ်ဆိုရင်ဗာလဲဆိုရင်သူက skina ဆိုတာကြိုက်နှစ်သက်တော်ဆိုတဲ့အဓိပ္ပာယ်ရတယ်ပေါ့နော်နောက်ထပ်တစ်ခုကကြတော့ဗာလဲဆိုရင်ခိုးဤဆိုတာကြတော့ဒါဗာလဲဆိုစိတ်ဆန္ဒတို့အတွေးတို့အဲ့မှာတုံးတယ်ဒါခိုးဤဆိုတာကြတော့စိတ်ထဲကနေဘဝင်ကြပြီးတော့နှစ်သက်တဲ့ဟာပေါ့နော်အဲ့လိုမျိုးဆိုရင်စိတ်ထဲကနေကိုယ်စိတ်ထဲကနေလိုလာနှစ်သက်တဲ့ဟာတို့စိတ်ထဲကနေသဘောကျနှစ်သက်တဲ့ဟာဆိုရင်အဲ့ဒါခိုးဤလို့ပြောတယ်အဲ့ဒါရဲ့နောက်ထပ်ကြတော့ခိုးရတာဘုစ်ဆိုတာကြတော့မိုနိုတွေပေါ့သူကပစ္စည်းတွေကိုပြောတာအဲ့လိုဆိုကြခိုးဘုစ်ဆိုရင်ကြိုက်နှစ်သက်တဲ့အသီးကိုဘာလို့ဆိုရင်ခိုးဘုစ်လို့ပြောတယ်ပေါ့နော်ဒါကိုကြိုက်နှစ်သက်တဲ့အရာဆိုပြီးတော့ပြောတယ်ဟုတ်ပြီနော်အဲ့တော့အမတို့ဆွဲချက်လေးကလွယ်တယ်အရှိကအွန်နာရဲ့ဆွဲချက်လေးအရင်ဆွဲလိုက်မယ်ဘယ်လိုဆွဲမလဲဆိုရင်အွန်နာဒီမှာဒီလိုလေးအရင်လာတယ်နော်အဲ့ပြီးမှ1ပြီးတော့မှဒီဟာလေးဒီလိုလေးသွားတယ်2ပြီးတော့မှဒါလေးက3ဆိုပြီးတော့ဖြတ်တယ်ဖြတ်ပြီးတော့မှအမတို့ဗာလိုက်ဆိုရင်ဒါလေးကတစ်ဆက်တည်းမဆွဲပါဘူး4ဆိုပြီးတော့ဆွဲတယ်ပြီးတော့မှဒီဟာလေးက9ဆိုဆွဲပြီးတော့ဒါလေးက6နော်ဒီဟာဒီလိုသက်ဆက်ထဲဆွဲရဲဆိုရင်မှားတယ်နော်အဲ့လိုသက်ဆက်ထဲဆွဲရမှာမဟုတ်ဘူးဆွဲချက်က2ချက်ရှိတယ်အဲ့တော့တစ်ခေါက်ပြန်ဆွဲကြည့်ရအောင်အရင်ဦးဆုံးကောက်မလေးကိုရေးမယ်နော်အွန်နာဟန်လေးဖြစ်တဲ့အတွက်ကြောင့်အွန်နာဟန်လေးကိုရေးမယ်1ပြီးတော့တက်ထောင်ဖြစ်သွားပြီအဲ့ဒါတစ်ချက်တည်းနဲ့ဆွဲလိုက်တာပြီးမှပြန်ရေးပေးမယ်နော်ဒီလိုလေးဆွဲပြီးတော့ဒါလေးဆွဲပြန်ဆွဲလိုက်ရအောင်1နော်2 3 4 5 6ဟုတ်ပြီနော်ရမယ်နော်1 2 3 4 5 6နော်ဟုတ်ပါပြီအဲဆိုနောက်ထပ်တစ်လုံးသွားရအောင်နောက်ထပ်တစ်လုံးကနောက်ဆုံးတစ်လုံးဖြစ်သွားပြီနော်မြန်တယ်နော်အဲ့တော့ဒီတစ်လုံးကကြတော့ဗာလဲဆိုရင် isoku ဆိုတဲ့အဓိပ္ပာယ် isoku ဆိုတာအလင်းလိုတာအမြန်လိုတာပေါ့နော်အဲ့ဒါရေနောက်ထပ်ကသူက
CUNY ဆိုတဲ့အသေးပဲရတယ် CUNY ဆိုတာလေရုပ်တရက်ပဲပေါ့နော်ရုပ်တရက်ဖြစ်သွားတဲ့ဟာအဲ့ CUNY မှာပါတယ်သူရဲ့ဝန်ရော်မီက Q လို့ဖတ်တယ်ဝန်ရော်မီကကြတော့ Q ဆိုတာလဲဒါလဲဝန်ရော်မီထဲမှာပဲပါတာပေါ့နော် Isogu ပေါ့နော် Isogu ကခွန်ရော်မီအဲ့တော့သူရဲ့ဆွဲချက်ကဘယ်နှချက်ရှိလဲဆိုရင်6ချက်ရှိတယ်ဘူချူမျိုးစားတဲ့ကဘယ်တွေမှပါလဲဆိုရင်သူကရှင်းဘူးလို့ပြောတယ်ခိုရိုပေါ့နော်ဒီရဲ့နှလုံးသားနဲ့သက်ဆိုင်တဲ့ဟာတွေပေါ့အဲ့နှလုံးသားနဲ့သက်ဆိုင်တာပါလဲဆိုရင်ဒီမှာခိုရိုဒီကောင်လေးကိုဘယ်လိုဖတ်လဲဆိုရင်ခိုရိုလဲဖတ်တယ်နှလုံးသားလေးနော်အမားတို့ခိုရိုတော့ငါရေးခဲ့တဲ့ခန်းကြီးလေးတိုင်းမဲ့ဒီဟာလေးခိုရိုသူဒီအောက်မှာရှိတဲ့အတွက်ကြောင့်တာကိုရိုလို့လည်းဖတ်တယ်အောက်မှာရှိတဲ့အသေးနှလုံးလေးပေါ့နော်အဲ့ဒါရင်ဒီရှင်ဘန်လို့လည်းဖတ်တယ်နော်သုံးမျိုးဖတ်တယ်ကိုကြိုက်တာနဲ့မှတ်ထားလို့ရတယ်မှတ်ရလွယ်တာတော့ရှီတာကိုရိုပေါ့အောက်မှာရှိနေတဲ့အကောင်ဆိုတော့မှတ်လိုက်တာတော့ပိုလွယ်အဲ့တော့အောက်မှာရှိတဲ့အသေးနှလုံးလေးပေါ့နော်အသေးနှလုံးလေးရဲ့ပြီးတော့ကြတော့ဒီအပေါ်အကောင်လေးရဲ့ပေါင်းထားတာသူဒီပါလဲဆိုတော့အလွယ်နီးနဲ့မှတ်မယ်ဆိုရင်အပေါ်ဒီခါခဏရဲ့ခုတော့ငါကောင်လေးနဲ့ရေးတာတူတယ်ဒါလေးကရော့နော်အဲ့ကောင်လေးနဲ့လည်းတူတယ်နော်အဲ့တော့ तू ကဘာလဲဆိုရင်အမတို့ကြည့်ရအောင်ဒီကောင်လေးကဘာလဲဆိုရင် CUNY ဆိုရုပ်တရက်ချက်ချင်းဖြစ်တဲ့ဟာတွေကိုပြောတာပေါ့နော်နောက်ထပ်ရှေ့မှာတော့ကလည်းတွေ့ခဲ့တယ်တုတ်ခုပဲဆိုရင်တုတ်ခုနဲ့ကတ်တယ်ဆိုရင်တုတ် Q ဆိုဖတ်တယ်အမြန်ပေါ့နော်အမြန်ရထားတို့ပါလို့ဆိုရင်အမြန်ရထားအမြန်ကားတို့ဆိုရင်တုတ် Q express အဲ့ဒါကိုပြောတာနော်အဲ့ဒါရဲ့နောက်ထပ်တစ်ခုကျတော့ဗာလဲဆိုရင် Isogu ဆိုတာအလင်းလိုတာအဲ့ဒါရင်နောက်ထပ်ကျတော့အလင်းလိုတဲ့ဒီ Q ဆိုတဲ့ကောင်လေးနဲ့ဒီ yo ဆိုတဲ့ကောင်နဲ့တက်မယ်ဆိုရင် Q yo တခုခုဆိုရင်အရေးကြီးတယ်ဆိုဒါရေးကြီးနာကိုတော့လို့ပြောတာမဟုတ်ဘဲနဲ့ Q yo ကတဲ့ကိတနော်တဲ့今日はお先に失礼しますရုပ်တရက်ကိစ္စပေါ်လာတဲ့အတွက်ကြောင့်ဒီကနေ့ကတော့ဆော့ပြမှာမယ်ဆိုပြီးပြောတယ်ပေါ့နော်အဲ့လိုမျိုး Q yo အရေးပေါ်ကိစ္စတစ်ခုခုပေါ်လာတယ်ဆိုရင် Q yo လို့ပြောတယ်ဟုတ်ပြီနော်အဲ့တော့ဒါလေခိုရိုနဲ့ဘာတွေတက်ဆိုင်လဲဆိုရင်သူကစိတ်ဒီလိုမျိုးရုပ်တရက်ဖြစ်တာတို့ဘာလို့ဆိုရင်ဒါဟိုမောရတယ်ပေါ့နော်တနည်းအားဖြင့်ပြောရဲဆိုရင်အဲ့လိုမျိုးနှလုံးသားနဲ့သက်ဆိုင်တဲ့ကိစ္စဆိုအဲ့လိုမျိုးပြန်မှတ်ထားလိုက်ရတယ်အဲ့တော့သူ့ရဲ့ဆွဲချက်လေးကိုအရင်ကြည့်လိုက်ရအောင်ဆွဲချက်လေးကကြတော့အမားတို့ဘယ်လိုဆွဲကြမလဲဆိုရင်အပေါ်ခုနဲ့တူတဲ့ကောင်လေးကိုအရင်ဆွဲမယ်ပေါ့နော်ဒီမှာဒီလိုလေးလာမယ်1ပြီးတော့2နော်အဲ့လိုလေးလာမယ်လာပြီးတော့မှဒီကောင်လေးဒီ3ပြီးတော့မှ4ပြီးတော့မှ5ပြီးတော့အောက်ကနှလုံးသားလေးတာကိုရိုလေးရေးလိုက်ရုံပဲ6 9 10ကိုဟုတ်ပြီနော်အောက်ကနှလုံးသားလေးကအားလုံးကရပြီသားနော်ရပြီသားဆိုတော့အမတို့ပြန်ဆွဲမယ်ဒီမှာ1 2 3 4 5နော်ပြီးတော့6 9 10ကိုနောက်တစ်ချက်ပြန်ရေးပြမယ်နော်1 2 3 4 5 6 9 10ကိုဟုတ်ပြီနော်အဲ့ဆိုရမယ်နော်အခုဒီကနေ့တင်သွားတာတော့အမတို့ခန်းကြီးက10လုံးနော်ခဏလေးနော်ရှေ့ဆုံးပြန်သွားခန်းကြီး10လုံးနော်ဒီ10လုံးနော်ဒီ10လုံးနဲ့ပတ်သက်ပြီးတော့အမတို့လေ့လာသွားတာပဲဖြစ်ပါတယ်ဟုတ်ပြီနော်အဲ့တော့ခန်းကြီးလုံးလေးတွေကိုများများရေးမယ်များကြည့်မယ်သူရဲ့အထိပ္ပယ်တွေကိုမှတ်မိအောင်လုပ်မယ်ခန်းကြီးရဲ့အစိပ်ပိုင်းတွေကိုပဲပိုင်းနေနဲ့ပဲပိုင်းနေနဲ့ပေါင်းစပ်ထားတယ်ဆိုတာခွဲပြီးတော့ကြည့်လိုက်ရင်ခန်းကြီးဒီမခတ်တော့ဘဲနဲ့လွဲသွားမယ်အားကြောင့်ခုကနေစပြီးတော့အမားတို့ဒီလိုပဲတရက်နဲ့စူးစမ်းသွားကြမယ်နော်ကဲပါအဲ့ဒါဆိုရင်နောက်ဗီဒီယိုလေးမှာပြန်တွေ့ပါမယ်အဲ့ဒါဆိုရင် bye bye